ဒီနေ့တော့ညခေါင်းသွင်းတုံးလေးနဲ့ဝတ်သားနဲ့တစ်တို့ဒီခေါင်းကြီးကလည်းဝတ်သားပဲထဲလာတယ်ဒါမှကြီးလေရှင်းပြအောင်နေရဘယ်လိုနေရဘယ်လိုဒါတော့အမလိုပဲဥတော်လေးရှင်းပြုံးဒီလေးနဲ့ဒါပါကြက်ကြော်ဒီမလေးပုတ်ပွေးပါလေရှင်းပြုံးဒီကိုဒါရှင်းပြုံးဒီချက်တာရှင်းပြုံးဒီနဲ့ဒါပါဒါပါဒါပါလေချက်တဲ့ချက်တာကဲစားကြကဲโอ้ยဆိုတော့လေးချက်ဖွင့်ကိုဟင်းကိုမေးအသွားကြီးပဲဒီကြော်လေးနဲ့အာငါပဲဒီငါစီပဲကဲလာစားကြအောင်ကွာပြင်းနေဆုံးလား